ကဲဒါလေးကတော့ဂေါရမမြတ်စွာဘုရားရဲ့ဗုဒ္ဓဝေအကျင့်ပေါ့နော်ဂေါရမမြတ်စွာဘုရားရဲ့ဗုဒ္ဓဝေအကျင့်ပေါ့ဂေါရမဘုရားအလောင်းတော်ဒီဤဗတ္တကဘာမှာပြန်ရည်တတ်တည်ရှိတော့ဗတ္တကဘာဆိုတာဘုရား၅စုပွင့်တာကိုဗတ္တကဘာလို့ခေါ်တယ်ပေါ့နော်အဲ့ဒီရည်တတ်တည်ရှိတော့လေးအတင်ချီနဲ့ကဘာတသိန်းအထက်၌အမာရဝတီနေပြီးတော့ဝဲသူမိတာတထေတာဖြစ်ခဲ့ဘူးတည်သူမိတာတထေတာနေပြီးတော့ဒီလောကီကိစ္စတွေကိုစိတ်ကုန်ပြီးတော့ရှင်ရသေးပြုရပါတော့သူမိတာရှင်ရသေးတည်ဒီပင်ကရာမြတ်စွာဘုရားခြေတော်ရင်းနိုင်တဲ့ကိုရောတဦးထဲနိဗ္ဗာန်ချမ်းသာကိုရနိုင်တော်လေတပါးဟဲဆိုရင်မြတ်စွာဘုရားခြေတော်ရင်းမှာမြတ်စွာဘုရားဟောကြားတဲ့ဂါရာတပါဒကိုနာကြားရုံနဲ့ယဟန္တာဖြစ်နိုင်ဒါပေမဲ့ရနိုင်တော်လေအဲ့နိဗ္ဗာန်ချမ်းသာကိုရနိုင်တော်လေတဲ့ဩဃတိဖြတန်ညာ၌နေမွန်မျောပါကြကုန်တော့ဝိနည်းတတ္တဝါအပေါင်းတို့ကိုတနာကျင်နာတော်မူလားတဖြင့်ယူတော်မူခဲ့ပြီအဲ့ဒီပါဠိတပါဒကိုနားထောင်ယုံနဲ့နာကြားယုံနဲ့ယဟန္တာအဖြစ်တို့ရနိုင်ပြီးတော့ဒီတန်ညာဩဃတိဖြ၌လုကင်းနိုင်ပါလေနဲ့ဒီဩဃတိဖြတန်ညာ၌နေမွန်မျောပါကြကုန်နဲ့ကျန်တဲ့ဝိနည်းတတ္တဝါအပေါင်းတို့ကိုလည်းခုမိမိလိုမျိုးနိဗ္ဗာန်ချမ်းသာကိုရအောင်ပြီးတော့တရားဟောခြင်းမြတ်စွာဘုရားအဖြစ်ကိုရပြီးမှဟောရင်ကျန်တဲ့လူတွေပါနိဗ္ဗာန်ချမ်းသာကိုရနိုင်အောင်ဆိုပြီးတော့ဝိနည်းတတဝါတို့တဏှာကျင်နာတော်မူလားတပြီးယူတော်မူခဲ့ပြီတဏှာကျင်နာဒါကြောင့်မို့မြတ်စွာဘုရားရှင်ကိုမဟာကရုဏာရှင်လို့ခေါ်တယ်မဟာကရုဏာရှင်ဆိုတာကဆင်းရဲနေရဆင်းရဲဒုက္ခရောက်နေတဲ့လူတွေကိုဆင်းရဲဒုက္ခကနေလွတ်ကင်းအောင်လွတ်ကင်းစေခြင်းနဲ့ကောင်းမွန်သောစိတ်ထားကိုအဲ့ဒါကိုကရုဏာရှင်ဒါကတော့ရိုးရိုးကရုဏာရှင်မဟုတ်ဘူးမဟာကရုဏာရှင်ဖြစ်တော်မူတယ်တဲ့သူမိသားရှင်တိဘဝကနေပြီးတော့ဝတ္တန္တရာမင်းဘဝတိုင်အောင်တချို့တွေကဝေတန္တရာလို့ခေါ်ကြတယ်တကယ်တော့အတန်ကဝတ္တန္တရာမင်းဘဝတိုင်အောင်မရင်မတွက်နိုင်ညာစွာသောဘဝတွက်နိုင်တဘဝတည်းဒီမျိုးစွန့်ခြင်းတို့ဒါပါရမီ10ပါးတို့ဒါကြီးကျင့်ခဲ့ရမှာလေးအသိချင်းနဲ့ကဘာသိန်းကာလပတ်လုံးကျင့်ခဲ့ရပါတော့ကာကြီးရွှေငွေစင်မြင့်အစရှိသည့်ဥစ္စာပစ္စည်းကိုလူချင်းရိုးရိုးဒါနပါရမီခါဝေးခြေလက်နာနှာခေါင်းအစရှိသည့်ကိုယ်လက်အင်္ဂါတို့ကိုလူချင်းဒါနဥပပါရမီတစင်မြင်ပါပြီနောက်ဆုံးမိမိအတ္တတို့ကိုလူချင်းဒါနပရမတ္ထပါရမီအစရှိသောပါရမီ30တို့ကိုဖြည့်ခြင်းတော့မူခဲ့လေသည်ဒီမှာကျတော့ဒါနပါရမီဒါနဥပပါရမီဒါနပရမတ္ထပါရမီဆိုပြီးတော့ဒါန3ခုရှိတယ်ပြီးတော့နောက်ကျပါရမီ10ပါးဒါနပါရမီသီလပါရမီနိခမပါရမီပညာပါရမီဝိရိယပါစသဖြင့်အဲ့ပါရမီ10ပါးဟိုမှာဒါနမှာလည်းဒါနပါရမီရှိမယ်ဒါနဥပပါရမီရှိမယ်ဒါနပရမတ္ထပါရမီရှိမယ်သီလပါရမီမှာလည်းသီလပါရမီရှိမယ်သီလဥပပါရမီရှိမယ်သီလပရမတ္ထပါရမီရှိမယ်နိခမပါရမီတော့ထွက်တယ်မကောင်းမှန်ရှောင်ခြင်းနဲ့အဲ့လိုမျိုးမှာလည်းနိခမပါရမီရှိမယ်နိခမဥပပါရမီရှိမယ်နိခမပရမတ္ထပါရမီအဲ့ပါရမီ10ပါးကိုဒီ3နဲ့မြှောက်လိုက်တော့ပါရမီ30လို့ဖြစ်ပါတယ်နောက်ဗီဒီယိုမှာပါရမီ10ပါးကိုထပ်ပြီးတော့ညှောက်ဝေသွားပါအောင်မယ်အားလုံးကိုကျေးဇူးများတင်ပါတယ်